ဘာခုဆိုတော့ကျမတို့ရဲ့ဆရာကြီးပိုးရင်ပြစ်ခတ်နေရရှိပါတယ်နောက်ထားကောင်အပါခေါ်လို့ရမလားဆိုပြီးတော့ချောင်းနေ sorry ပါအရှိမ9ယောက်ပဲကျန်နေတဲ့ပွဲစဉ်အတွင်းမှာတော့ပိုးရင်စနေပြလိုက်မနှောပါဘူးခင်ဗျာโอเคเลยส่งบีอาร์ไว้เพียงไว้โอเคไว้พี่เด็กส่งจีวันเราเนี่ยไปเรียนยาเรียนใจมาทอดพี่เด็กแต่ละช่องเนี่ยจะเจอเดี๋ยวแต่พี่ชิมาแล้วพี่ไรเดี๋ยวรักเท่ได้มันนอกวางคนเนี้ยนอกวางคนเนี้ยคือเลยเนาะตรงเลยเราต้องเอาเมียได้ยังชีก็ไอ้เพียบไปแล้วชิมาแล้วเป็นลักซิสแต่ก็ทันนอนเลยဆိုမှ9ယောက်ပဲကျန်ရှိရတဲ့မှာပိုးဘက်ဆက်ဝမ်းလာဆိုရရှိနေတခုမှရရှိလို့သွားဖြစ်ပါတယ်သူကတော့ဝမ်းဘက်ဆက်ဝမ်းစားတဲ့ပြေးခါတော့ပေါ်နေအောင်ရှိတဲ့ကြားနေလာခေါ်ရရဲ့မရှောဒီလိုဆိုပဲကျွန်တော်ရှိမှာဘူးရပြန်လဲရှင်းတယ်တော့ရေဖြစ်ပါသေးချောအမရှောဒါသိရတယ်ပြောလို့ဆိုတော့